ခုကကျွန်တော်ဒါ iUnique ကခီးသွားတော့လက်ဆောင်ထည့်ပေးလိုက်တဲ့ဟာပေါ့နော်ကျွန်တော်ရန်ကုန်ပြန်ရောက်ရင်တို့အတွက်ကြော်ညာရိုက်ရမှာဆိုတော့ကြော်ညာမရိုက်ခင်မှာကိုကြော်ကြမယ့်ဟာကိုပါလဲသိစားစမ်းသုံးကြည့်ဖို့ကျွန်တော်ယူလာတာဒီပပလေးရပြီးရင်ပြင်းပြီးဖောက်လို့ရတယ်အဲဒါကြောင့်မပြဲအောင်လို့ပရိထားပြီးတော့ဖောက်ပုံမှန်လည်းယူတတဝင်ခံရတယ်ကျွန်တော်အဲ့လိုမျိုး step by step သွားတဲ့ skin care ဟာတွေအဲ့လိုပေါ့နော်အဲ့လိုမျက်နှာအသစ်အဲ့လို moisturizer လိမ့်ပြီးရင်ဟိုဟာထပ်လိမ့်ဒီဟာထပ်လိမ့်အဲ့လိုဟာမျိုးတွေတိတ်ပြီးတော့လုံးထားမရှိဘူးပေါ့နော်ဒါအယိုးသားဆုံးဝင်ခံတာပါဆိုတော့ကျွန်တော်ကအခုဒီ brand ကိုကြော်ညာဖို့ဖြစ်လာတဲ့အခါကျတော့ကျွန်တော်တကယ်မလုပ်ဖ ೇನೆ ကျွန်တော်လုပ်ပါတယ်လို့ပြောရမှာလဲမလုပ်ဘူးဗျာအဲ့တော့ကျွန်တော်တကယ်လုပ်ဖို့အတွက်တကယ်စူးစမ်းလုပ်ဖို့အတွက်သူတို့စီကတုံးတဲ့ပစ္စည်းတွေကိုယူလာတာပေါ့နော်ဆိုတော့ဒါနဲ့မျက်နှာတင်မယ်ပြီးရင်တိုနာလိမ့်ရမယ်ပြီးရင်ဒါ calming soothing care ဆိုတော့ဒါကတော့ထပ်လိမ့်ရမယ်နောက်တစ်ခုပေါ့နော်ဆိုတော့ဒီ၃ခုကိုဒါကျွန်တော်ခီးသွားတော့တို့တခါတည်းထည့်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့အခုဒါလေးတွေနဲ့ကျွန်တော်ရဲ့ full court ခီးစဉ်ကိုဖြတ်တန်းရမှာဖြစ်ပါတယ်ခုအစားဖို့တို့နေရာရွေးပြီးတော့ထင်တာပဲကျွန်တော်အားတော့အနေနောက်ကြမြတ်စိုက်ကယ်ငှားပြီးတော့ကျွန်းပတ်မယ်ပေါ့နော်စိုက်ကယ်ရွေးနေထင်ပါတယ်ဟမ်မလေးသူ့ပဲပြောလိုက်လေ Alright I see Sport only use when you go up. Okay. Alright. How the paper break. Chance you. ဒီကတော့လည်းငါတယောက်တည်းမပြင်မယ်တင်တယ်။တင်တော့ရ။တော့လည်းမင်းတော့လိုက်လို့ရပါမလား။တယောက်တည်းမဟုတ်ပြင်မယ်တင်တယ်။တော့ကြည့်ရအရင်တော့မလွယ်ဘူးနော်။ပြန်တော့မှာ။ဟုတ်ပါဒါနောက် break ပါမတိတိလေးအဲ့နောက် break အချိန်များရင်ဒါနဲ့ပဲဖမ်းအမောက်ဒါနောက် break ပြောတာဒါနောက် break ခုနိုင်နာအချိန်တင်းနဲ့လေးဆိုရင်တော့ဒါနဲ့ပဲအုပ်လို့ရတယ်ဘာလို့ဒါနည်းနည်းကြာတယ်။ယာယီတက်မဆွဲရင် chance ယူရောက်သွားမှာ။ဒါကြီးတက်မဆွဲနဲ့ဟိုဆိုသူမိမကိုစိုက်ကယ်ဘော်တင်နေတာအောင်မြင်ခြင်းအထိတ်မှတ် branch ဖြစ်ပါတယ်spicy fried pot ခုကျွန်တော်စားမယ်ဆိုင်ရာ sunset တောင်းက sunset pancitကျွန်တော်တကယ်ချင်းနေသူရဲ့သမိုင်းပေးတာဝန်ကိုတန်းဆောင်နေကြတာဖြစ်ပါတယ်
ဖြစ်တနာတိရသွားလို့ရှိရင်နည်းနည်းလမ်းလျှောက်လိုက်တာလည်းသူကစိုက်ကယ်စီးတော့လို့กินလားလို့ဟာသူကဓပုံရိုက်ကြတော့သူဓပုံရိုက်တဲ့နေရာမှာဒီကောင်ကအရေးလိုက်ပို့ထိုင်နေတာခုကလည်းနောက်ထပ် photo spot ခုမှာတို့ဓပုံရိုက်ဖို့အတွက်ခဏရက်တာပြောပါတယ်ဆိုတော့တော့ငါပဲထိုင်ဆောင်ပါတော့မယ်ဒီနောက်ဖက်မှာထိုင်ပါတယ်ညစာစားဖို့အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ကြည့်နေကြYouTuber အတွေ့အကြုံပေါ့နော်သူတို့ recommend လုပ်တဲ့ဆိုင်သူတို့ recommend လုပ်တဲ့ဆိုင်နေနေတော့စားပြတယ်အဲ့တော့စားရင်ကောင်းအဲ့တော့စားတောင်းနဲ့ပတ်သက်ရင်သူတို့ recommend တာကျွန်တော်ကြည့်ကြည့်ရအားကြောင့်သူတို့ channel နာမည်အဲ့လိုညာလေးမှာရေးထားပြီးဒီမှာ 39K ဆိုဆိုင် seafood ဆိုင်အဲ့ဆိုင်တော့စားမှာဖြစ်ပါတယ်